Hello အားလုံးပဲမင်္ဂလာပါရှင်မြတ်တက်ပါရှင်မမေကဒီနေ့ပေါ့နော်ဒီတစ်ခွက်ထဲနဲ့အရန်ကိုပေါ့နော်ထမင်းနဲ့ဆိုင်အရန်စားလို့ကောင်းတယ်ဒါမကြီးရည်နဲ့ချက်ထားရိုးရှင်းရှင်းငရံဟင်းလေးပေါ့နော်ငရံဟင်းလေးကိုဘယ်လိုလေးချက်ရမလဲဆိုမမေကချက်ပြတော့မှဖြစ်ပါတယ်ကဲဒါပေါ့နော်ပေါင်ပစ္စည်းလေးပါစက်တုံဖြူနီမမေကထောင်းပါပေါ့နော်ဒါခင်းချင်သည်ပါပြီးရင်တော့ဒီငရံပေါ့နော်ငရံလေးတွေကိုမမေကဒါဈေးရပေါ့နော်ဘိုက်ခွဲပေးလိုက်ပါတယ်မမေကဒါရေထက်တက်ဆေးပြီးစားစနစ်နဲ့ထားပါမမေအကောင့်သေးလေးဝယ်လာတာပါနော်ဒီနေ့မှာအကောင့်ကြီးလေးချက်လို့ရပါတယ်ရှင်မကြီးမဲတော့မမေရေဆေးပြီးတော့ဒါရင်နွေးစိန်ထားတာပါနော်ဒါပေါင်ပစ္စည်းလေးတွေပါရှင်စစ်သွန်ဒီအဖြူမင်းထောင်းလိုက်တယ်ပေါ့နော်ပြီးရင်တော့ခင်းချင်းဒီကိုအလဲဥတိုင်းကြီးအစီတွေထုတ်ပြီးတော့ဒီလိုတင်းလေးညှက်ထားပါတယ်စီပူဝါးကြီးဆိုရင်မမေကဒါစစ်သွန်ပေါ့နော်ဖြူနေထောင်းထားတာကိုစီတက်ပေးလိုက်ပါတယ်ထုံးစက်တိုင်းစနစ်မုံလေးထည့်ပါမယ်ရှင်ပြီးရင်တော့ရောင်တင်မုံလေးထည့်ပါမယ်ရှင်ဒီစစ်သွန်လေးကျွတ်သွားတဲ့အထိစီတီချာလေးတက်ပေးလိုက်ပါမယ်စစ်သွန်လေးကျွတ်သွားပြီဆိုလို့ရှင်ခရမ်းချင်တီထည့်ပါမယ်ရှင်ပြီးရင်တော့မမေကအချင်းရတာလေးထည့်အောင်လို့ပေါ့နော်ငပိလေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဒီအနှစ်လေးတွေကိုလိပ်ပြီးတော့အနှစ်ကျသွားတဲ့အထိစိတ်ရှိရှင်နဲ့ချက်ပေးမယ်နော်ကိုရင်းနဲ့လေးနည်းနည်းလေးပေါ့နော်စီလေးခန်းလာပြီးပေါ့နော်အိုးက6ချက်နေပြီဆိုရင်မမေကငရုတ်စုပ်ကြီးလေးနည်းနည်းထည့်ပေးလိုက်ပါတယ်ဒီရေကိုလေးတစ်ခါတည်းအများကြီးမထည့်ပဲနဲ့နည်းနည်းစီထည့်ပြီးတော့မှဒီအနှစ်ကလေးတွေကိုအနှစ်ကျသွားအောင်လိပ်သွားအောင်ထားမှာပေါ့နော်ဖုံးလေးခဏအုပ်ထားလိုက်ပါတယ်ပြီးရင်တော့ဒီပေါ့နော်ရေလေးခန်းသွားရဲ့အဖုံးဖွင့်ပြီးတော့တစ်ခါထပ်ပြီးတော့မှွေပါတယ်ခင်းချင်းဒီလေးလိပ်ပြီးတော့ကြေသွားပြီးမှွေမှာပါရှင်မမေကဒီအနှစ်လေးအကုန်ကြေသွားတဲ့အထိပေါ့နော်စိတ်ရှိရှင်နဲ့ရေလေးနည်းနည်းထည့်လိုက်မှွေလိုက်ပေါ့နော်ခင်းဒီခင်းချင်းတီးလေးစက်သွန်လေးလိတ်သွားမှွေလိုက်အဖုံးလေးခဏအုပ်လိုက်နဲ့အဲ့လိုထားပါတယ်ဒါဖုံးလေးခဏအုပ်ထားပါဟင်းအိုးလေးပွက်နေပါတယ်နော်ဒီအနှစ်ကလေးတွေကိုအနှစ်ကျသွားဒီစိတ်ရှိရှင်နဲ့ခြေပါမယ်ရှင်ဒီနေရာမှာလေးငရမ်းမဟုတ်ဘဲနဲ့ငစင်ရိုင်းတခြားမြင်ကားလေးလည်းဒီလိုပဲချက်လို့ရပါတယ်ရှင်နောက်ဆုံးဒီအနှစ်လေးအကုန်နှစ်ကျသွားပြီဆိုရင်မမေကရေထည့်ပေးလိုက်ပါတယ်ဒီတစ်ခါတော့နည်းနည်းများများလေးထည့်တယ်ပေါ့နော်ဒီရေလေးပွက်လာပြီဆိုရင်တော့မမေကဒါစားစွန်းနဲ့ထားတဲ့ငါးလေးထည့်မှာပါရှင်မမေတယောက်စားရဲမို့လို့ပေါ့နော်နည်းနည်းလေးပဲချက်တာပါရှင်မိသားစုများရင်အများကြီးချက်လို့ရပါတယ်နော်ပြီးရင်တော့ငါးလေးချက်သွားခဏလောက်အဖုံးလေးအထားပေးလိုက်ပါတယ်ပွက်လာပြီဆိုရင်မမေကအရသာထည့်ပါမယ်ရှင်စားထည့်ပါမယ်နော်ပြီးရင်တော့မမေကဟင်းချုံမုံလေးအနည်းငယ်ထည့်ထားပါတယ်မကြိုက်ရင်မထည့်လို့ရပါတယ်ရှင်ပြီးရင်တော့မမေကမကြီးရေထည့်ပါတယ်နော်မကြီးရတာအဖက်တွေအကုန်လုံးစစ်ယူထားပြီးသားပါအရေးတီးတက်ပါရှင်မကြီးလေးကိုချိန်ချပြီးထည့်ပါတယ်ပြီးရင်တော့မမေကပေါ့နော်ငပြားလေးနဲ့ငယ်ထည့်ပေးပါရရှင်ဒီအချင်းအရသာလေးထိန်းအောင်ပေါ့နော်ပြီးရင်တော့အရသာလေးနှံ့တော့အောင်တတလေးမှွေပေးလိုက်ပါတယ်ငါးလေးတွေမကြေအောင်သတိထားပါနော်ပြီးရင်တော့ဖုံးလေးခဏအုပ်ထားလိုက်ပါရရှင်နောက်ဆုံးငါးလေးချက်ပြီးဆိုရင်မြန်ရုပ်သီးစိမ်းလေးဖြူပေးလိုက်ပါတယ်ဆက်လေးစားချင်လို့ပေါ့နော်နောက်ဆုံးမမေကနည်းနည်းလေးချင်နေလို့စက်တောင်းမှုတ်လေးထည့်လိုက်ပါတယ်ရှင်ဒီတစ်ခါတော့အရင်မှွေတော့ဘူးပေါ့နော်ငါးရီကြေတော့မှဆိုလို့ပါနောက်ဆုံးကြက်သွားပြီဆိုရင်တော့မမေကနန်းပင်လေးဖြူပေးလိုက်ပါတယ်မမေကနန်းမကြိုက်တော့မို့လို့နန်းပင်ကိုအများကြီးဖြူလိုက်ပါတယ်ရှင်ဒါရသွားပါပြီနော်အရန်အောင်မွေးပြီးတော့အရန်စားလို့ကောင်းပါတယ်ပကံနဲ့ထည့်ပြီးပြန်လာခဲ့မယ်နော်ကြည့်ပါဦးအရန်စားလို့ကောင်းပါတယ်လိုက်ချက်စားကြည့်ပါရှင်ရိုးရိုးရှင်းရှင်းလေးနဲ့အရန်စားလို့ကောင်းပါတယ်ရှင်ကဲဒီမှာပေါ့နော်မမေကဒါနန်းပင်နဲ့သွားလို့နန်းပင်အစ်စ်ထပ်ပြီးထည့်လိုက်တာပါရှင်ဒီတိုးလေးတွေကလည်းမမေကဒါပြုတ်ပြီးရေခဲရေးစိန်ထားပါနော်ခရမ်းကစောတီကအဆောင်ပေးကခူထားတာပါရှင်ကစုံရုံနေရုံပရစ်တီပေါ့နော်ဒီတိုင်းအစိမ်းစားလဲရပါတယ်နော်တခွားတီလေးပါတုတ်ပါမယ်ကဲဒီနှစ်ခွက်ထဲနဲ့အရန်စားလို့ကောင်းပါတယ်ရှင်လိုက်ချက်စားကြည့်ကြပါနော်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုမမေကကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းမမေကဘယ်လိုဟင်းချက်နေမျှဝေသွားမလဲဆိုတော့သိရဖို့မမေရဲ့ channel လေးကို subscribe မလုပ်ရသေး subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်အားလုံးပဲနှုတ်ဆက်ပါတယ်ရှင် bye bye